ရှိနေဒါမှမသိတာအဲ့လိုလိုလည်းနေမှတဲရကြိုက်တာ Blinks soft matte လေးဖြစ်တယ်လို့ရေဓာတ်ကိုလည်းပြေဝဖြည့်ပြီး daily use hydration makeup မျိုးပေါ့ SPF 35++ လေးပါတော့နေအောင်ကြည်တန်းကာကွယ်ပေးရဲ့နောက်ပြီး8နာရီကြာအောင်စီပြန်အောင်ထိန်းသိမ်းနိုင်လို့တဏီကုန်မိတ်ကပ်လိန်ထားမှမသိတာအောင်အသားရည်ကြီးလင်းနေတော့နေ့တိုင်းသုံးဖြစ်တာပေါ့တဲရတော့အသားနည်းနည်းဖြူတော့နံပါတ်1ကိုသုံးတယ်အသားညိုတဲ့လူတွေအတွက်ကတော့နံပါတ်2ရှိရဲ့နော် FDA ရရှိပြီးသားမို့လို့ယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ် Blinks glow ဖြစ်တဲ့ matte ရဲ့အလှတရားကိုခံစားကြည့်လိုက်ပါ